မဟာသမယတုတ်တော်ရွတ်ဖတ်ရခြင်းအကျိုးမြတ်ဗုဒ္ဓ၏နတ်တို့ချစ်ရာဒေသနာမဟာသမယတရားတော်များကိုကြားနာရသည့်အတွက်တတုတ်တွင်နတ်မြမာပေါင်းဂတိတသိန်းစီယဟန္တာဖြစ်ကြလေသည်အနာဂံတဂရာဂံသောတာပန်ဖြစ်သွားကြသည့်နတ်မြမာတို့သည်တတုတ်တွင်မရေမတွက်နိုင်တော့အောင်ပင်များပြားပါသည်ဟောကြားတော်မူရာ၌လည်းအမေးဖြေပြူ၍ဟောမှကျွတ်တန်းဝင်ကြမိအခြေအနေကိုသိမြင်တော်မူသောကြောင့်မြတ်စွာဘုရားရှင်ကနေမိတရုပ်ပွားတော်ပေါ်တော်မူဖရာကိုကိုတော်မြတ်နှင့်အတူအလုံးစုံတူဖန်ဆင်းတော်မူသည်နေမိတဖရာ၏အမေးကိုဖြေကြားသည့်အနေဖြင့်ဟောတော်မူခြင်းဖြစ်သည်မဟာသမယတုတ်တော်ကိုနတ်တို့သည်အထူးသဖြင့်ကြည်ညိုလေးမြတ်နှစ်သက်ကြကုန်သည်ဤတုတ်ကိုနာကြားကုန်အံ့ဟုနားထောင်ကုန်လျက်မပြတ်လှဲ့လေစူးစမ်းကြကုန်သည်ထို့ကြောင့်မင်္ဂလာနှင့်ဆက်လင်းသောတရားကိုဟောကြားသောဓမ္မကတိကယဟန်တော်တို့သည်လည်းမင်္ဂလာကိစ္စအကျိုးငါဤမဟာသမယတုတ်တော်ကိုရွတ်ဖတ်ပူဇော်သင့်ပါသည်မဟာသမယတုတ်ကြားနာရသောအရက်တို့တကိုးကြီးမားသောနတ်တို့သည်မပြတ်လာရောက်ကြကုန်သဖြင့်လူတို့အားနှိမ့်ဆက်ညှဉ်းပန်းတတ်ကုန်သောမြေဖုတ်ဘလူအစရှိကုန်သောတကိုးနီးသောနတ်တို့ဖယ်သွားကြရကုန်၏နတ်တို့ချစ်သဖြင့်နတ်တို့ချစ်ရာဒေသနာခေါ်ဤမဟာသမယတုတ်တော်ကိုရွတ်ဖတ်ပူဇော်ခြင်းဖြင့်လောကီလကုတ္တရာအကျိုးထူးများကိုရရှိခံစားနိုင်ကြပါသည်နေ့စဉ်ရွတ်ဖတ်တဲ့စေခြင်းဖြင့်သာသနာတော်ဆောင်နှံများချစ်ခင်ခြင်းဘေးဆိုးရန်ဆိုးအန္တရာယ်ဆိုးအမျိုးမျိုးမှလွတ်မြောက်ခြင်းအသက်ရှည်ခြင်းဒေါသတရားနှင့်ပါခြင်းမောဟစိတ်များမဖုံးလွှမ်းနိုင်ခြင်းလောကီကျက်တည်မင်္ဂလာအပေါင်းနှင့်ပြည့်စုံကလောကုတ္တရာကောင်းကျိုးများတိုးပွားရရှိမည်ဖြစ်ပါသည်